marketing ဆိုတာကျွန်တော်တို့စိုက်ပျိုးရေးတစ်ခုနဲ့တူတယ်ပေါ့မင်္ဂလာပါကျွန်တော်ဒီနေ့မှာ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကဘာလဲဆိုရင်ကျွန်တော်တို့တွေတော်တော်များများအထင်မှားနေကြတယ်ဒီနေ့ဒီချိန်ဒီလဲမှားနေစေဖြစ်တဲ့ marketing ရဲ့တကယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကို sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တွေစိုက်ပျိုးရေးတစ်ခုနဲ့တင်စားရမယ်ဆိုရင်ကျွန်တော်တို့တွေစိုက်ပျိုးရေးတစ်ခုလုပ်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့မြေပြင်လိုမယ်ပေါ့နော်အဲ့ပုံမှာကျွန်တော်တို့စိုက်ကြမယ်ပေါ့ဗျာမြေပြင်ရဆိုရင်ကျွန်တော်တို့တနည်းအားဖြင့်ပြောရရင် customer တွေဘာလို့လိုချင်တာလဲဘာတွေလိုအပ်နေတာလဲသူတို့လိုချင်တဲ့ product တွေကဘလို့အမျိုးအစားမျိုးတွေလဲဒါတွေကိုကျွန်တော်တို့နားလည်အောင်လုပ်ရမယ်အရင်ဆုံးအဆင့်ပေါ့နော်တတိယအဆင့်ကဘာလဲဆိုရင်ကျွန်တော်တို့ရေလောင်းပေါင်းတင်နေပေါ့ဗျာရေလောင်းပေါင်းတင်တဲ့အဆင့်မှာဆိုရင်ကိုယ့်ရဲ့ product ကိုယ့်ရဲ့ brand နဲ့ပတ်သက်တဲ့ benefit တွေကိုယ့်ရဲ့ product ကဘာတွေရောင်းချနေရလဲဘယ်လိုပြဿနာတွေကိုဖြေရှင်းပေးနေရလဲဆိုတာတွေကို customer တွေသိလာအောင်လုပ်ပေးရအဆင့်ပြီးွားရင် customer တွေနဲ့ relationship တစ်ခုကိုတည်ဆောက်တဲ့အဆင့်ပေါ့နော်နောက်ဆုံးအဆင့်မှာကျွန်တော်တို့တွေခူးစားတဲ့အဆင့်ကိုရောက်လာပြီပေါ့နော်ကိုယ့်ရဲ့ product တွေကိုမိတ်ဆက်ပြီးသွားပြီကိုယ့်ရဲ့ product တွေနဲ့ customer တွေနဲ့ကြားထဲမှာလည်းရင်းနှီးလာအောင်လုပ်ပြီးသွားပြီဆိုတော့အဆင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေအတီးခူးစားတဲ့အဆင့်ကိုရောက်ရှိလာပြီပေါ့နော်တော်တော်များများအမှတ်မှားကြတာကဘာလဲဆိုရင် marketing ဟာမော်ပညာရက်တစ်ခုလုံးအမှတ်မှားကြတယ်ပေါ့နော် marketing ကိုကျွန်တော်တို့ဒီနေ့လုပ်မယ်နောက်လာကြရင်တော့မလုပ်တော့ဘူးဒီလိုမျိုးအမှတ်မှားကြတယ်ငါတို့ရဲ့ marketing မလုပ်လဲရောင်းရနေတာပဲဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အသွေးမျိုးတွေပေါ့နော် marketing ကအမှန်ပါတယ်ကျွန်တော်တို့တွေ marketing မလုပ်လဲရောင်းရနေတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့ product တွေကိုလူတွေသိလာအောင်သိပြီးသားလူတွေထပ်ပြီးတော့မှသိလာအောင်မသိသေးတဲ့လူတွေကိုထပ်ပြီးတော့ရှာဖွေနိုင်ဖို့အတွက်ကိုကျွန်တော်တို့ marketing ပညာရပ်ကတာလုပ်ပေးနိုင်တာလည်းဖြစ်ပါတယ်တကယ်တော့ marketing ဆိုတာကကျွန်တော်တို့ရဲ့ brand ကျွန်တော်တို့ရဲ့ product တစ်ခုကိုလူတွေရဲ့စိတ်ထဲမှာနေရာတစ်ခုရလာအောင်တိဆောက်ပေးခြင်းဆိုတဲ့ပညာရပ်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ရော marketing ပညာရပ်ကိုဘယ်လိုမျိုးနားလည်ထားကြလဲ comment ထဲမှာမျှဝေသွားလို့ရပါတယ်